မင်္ဂလာပါ Keystone Education Channel မှာကြိုဆိုပါရစေပထမဆုံးပြောချင်တာကတော့ငလျင်ဘေးဒဏ်ခံရတဲ့သူတွေအတွက်ဝမ်းနည်းကြေကွဲရဲဆိုတဲ့အကြောင်းပါပဲအခုဗီဒီယိုမှာဆက်လေ့လာမှာတော့ account ဆိုတဲ့စကားပါတဲ့ idioms တွေဖြစ်ပါတယ်စလိုက်ကြရအောင်accountable to ဘာလုပ်တယ်ဘလို့ဆုံးဖြတ်တယ်ဆိုတာကိုရှင်းပြဖို့တူဓမ္မမို့အများပေါ်မှာတာဝန်ရှိတယ်လို့ဆိုလိုတာပါ Example The Executive Committee of the Disaster Relief Foundation is accountable to the members of the association တဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအမှုဆောင်အဖွဲ့အနေနဲ့သူတို့ရဲ့လုပ်ငန်းစဉ်တွေကိုအသင်းကိုရှင်းပြဖို့တာဝန်ရှိတယ်လို့ဆိုလိုပါတယ်3. Take into account ထည့်သွင်းစဉ်းစားသည်လို့ဆိုပါတယ် Example When designing high-rise buildings, the architect must take into account whether the area is prone to earthquakes or not. အထက်မြင့်ဆောက်အဦတွေပုံစံဆွဲတဲ့အခါမှာပြည်သူတွေကနေရာဒေသမှာငလျင်လှုပ်လေရှိမရှိဆိုတာကိုထည့်သွင်းစဉ်းစားရတယ်လို့ဆိုလိုပါတယ် 4. Of no account အရေးမပါဘူးလို့ဆိုလိုတာပါ Example Having a college degree is of no account if you are working as a chef. စဖို့မှုတယောက်ဖြစ်အလုပ်လုပ်နေတဲ့လူတယောက်ဖို့တက္ကသိုလ်ဘွဲ့ဟာအရေးမပါလာဘူးလို့ဆိုလိုပါတယ် 5. On no account ဘယ်လိုအကြောင်းနဲ့မှဘယ်လိုအကြောင်းပြချက်နဲ့မှလို့ဆိုလိုပါတယ် Example On no account should elevators be used when evacuating a building during a fire or earthquake. မိဘငလျင်ဘေးကြုံလာရင်ဘယ်လိုအကြောင်းနဲ့မှဓာတ်တွေကမှပြေးမစင်းမှနဲ့လို့ဆိုလိုတာပါ 6. Take no account အရေးမဆိုင်နဲ့လို့ပြောတာပါ Example She has bad attitude. Take no account of what she says. သူကလူဘာဝတယ်သူပြောတာကိုအရေးမဆိုင်နဲ့လို့ပြောတာပါ 7. On one own's account ကိုကျိုးစီးပွားအတွက်လို့ပြောချင်တာပါ Example The rich man donated to the political party on his own account. တထေးကြီးကသူ့ကျိုးစီးပွားကိုမျှော်ကိုးပြီးတော့နိုင်ငံရေးပါတီကိုရန်ပုံငွေထည့်ဝင်တယ်လို့ဆိုလိုပါတယ် 8. Hold accountable တာဝန်ရှိတယ်လို့ဆိုလိုတာပါ Example The builders must be held accountable for the collapse of the building still under construction. ဆောက်လက်စတိုက်ပြိုကျတဲ့အတွက်ဆောက်လုပ်ရေးလုပ်ငန်းမှာတာဝန်ရှိတယ်လို့ဆိုလိုပါတယ်ဒီတစ်ပတ်တော့ဒီလောက်ပါပဲကြည့်ရှုလေ့လာပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်